group ကိုသုံးမယ်ဆိုတဲ့အခါမှာ group function အကြောင်းမဖြစ်မနေပြောရမှာမဟုတ်ဘူးအမတို့ပထမသင်ခန်းစာမှာတော့ group function အကြောင်းပြောခဲ့တယ်အခု group by အကြောင်းထည့်ပြောပါတော့မယ်group by ပုံမှန်ဆိုတော့ SQL language မှာဆိုလို့ချင်း select ပြီးရင် from ပြီးရင် group by ပြီးလို့ချင်း HPIG habits or from where order by နောက်တစ်ခုကorder by ပြီးတော့ OFFSCT offset နောက်တစ်ခုက FTC flash bar okayအဲ့လိုမျိုးပါအဲ့တော့ group by ဒီနေရာမှာရှိနေပါတယ်နော် okay အဲ့ဆိုမှတို့တရားကိုမှတို့ဒီတန်းရမှာတစ်ခါထပ်ပြောတာပါထပ်ပြောပြီး okay မတို့ okay ဒီနေရာ SCLCD select ပြီးလို့ချင်းမတို့က FISD first name ဟုတ်မတို့ဒီလို DPRD MD department ID, department ID, SALRY salary ပါ salary ပြီးတော့မတို့က from HR.EMP လုံးဝ EE ဆိုပြီးတော့မတို့ဆက်ထုတ်ကြည့်ပါမယ်ပြီးတော့ requirements ကဘာလဲဆိုလို့ချင်း department တစ်ခုစီမှာရှိနေတဲ့ပေါ့နော်အနည်းဆုံး salary ကိုလိုချင်တယ် department တစ်ခုစီမှာရှိနေတဲ့အနည်းဆုံး salary ဆိုတော့မတို့က departments ကိုမတို့ distinct သုံးရင်သုံးမတော့မတို့ group by သုံးလို့ရပါတယ် group by ပြီးတော့ဘာကိုသုံးမလဲဆိုဒီနေရာမှာ distance city distinct distinct သုံးလို့ရတယ်เนาะ department ID departments တစ်ခုချင်းစီမှာရှိနေတဲ့အနည်းဆုံး salary ဆိုတော့ဒီမှာ salary က minimum နဲ့လုပ်လိုက်ရပါတယ် okay အဲ့ဆိုမှတော့လို့ရမှာမလဲဆိုကြည့်မယ်အဲ့ဆို department ID 100ရဲ့အနည်းဆုံး salary က 6900 department ID 30ရဲ့အနည်းဆုံး salary က 2500 ပါเนาะအဲ့ဆိုရင်မတို့နောက်တစ်ခုထပ်သိချင်တယ်အဲ့ဒါကဘာလဲဆိုတော့ဒီဘာကြောင့်မတို့ department တစ်ခုစီရဲ့ဘာနော်နောက်တစ်ခုအမတို့ sums ကိုပြပါမယ် sums salary အဲ့ဆိုလို့ချင်း department တစ်ခုစီ0ပေးရတဲ့ salary အလုံးပေါင်းကိုမတို့ကြည့်လို့ရပါတယ် minimum နောက်တစ်ခုက department တစ်ခုချင်းစီရဲ့ဒီမှာ MAX maximum SALRY salary ဆိုပြီးတော့အမတို့လုပ်လိုက်ပါတယ် okay ပြီနော်အဲ့ဆိုမတို့ဒီမှာဒီနေရာမှာမတို့ department name ကိုမတို့သိချင်သွားတယ်အဲ့ခါမှာ department name ကိုမတို့ဒီနေရာမှာကွာရင်း DPR အပါဟုတ်တယ် department HR.D DPRDMDS department ဒီနေရာမှာတို့ inner join အကြောင်းပြောခဲ့တယ်မတို့ဒါကို inner join comma လေးပဲခံထားတယ်ဒါပေမဲ့comma လေးပဲခံထားတယ်မြတ်သူ့ကို join လို့ပုံစံမျိုးပဲမှာလာသုံးတာပါပြီးတော့ဒီလိုမျိုးတစ်ခု join လုပ်မယ်ဆိုတာချိန်မှာတော့ condition တစ်ခုလိုတဲ့အတွက်မတို့ဒီနေရာမှာခွဲရအောင်သုံးပါတယ် join တာ inner join လို့ရေးလိုက်မယ်ဒီ comma နေရာမှာဒီ table တစ်ခုနဲ့တစ်ခုကြားမှာ comma နေရာမှာမတို့ကinner join လို့ရေးခဲ့မယ်ဆိုရင်တော့ဒီနေရာလေးမှာခွဲသုံးလို့မရဘဲနဲ့ဘာကိုသုံးရမလဲဆို keyword ကိုသုံးရပါမယ်အဲ့တော့ HR.employee ကိုမတို့ rename ပေးမယ် e ဆိုပြီးတော့ဒီဟာကို rename ပေးမယ် d ဆိုပြီးတော့ပေးပါမယ် d ဆိုပြီးတော့ပေးလိုက်ပါတယ်ပြီးတော့ e ဘာလဲဆိုရင် DEPRDMENT department IT DPRD departments ID equal to D dot DEPRD MENT departments ID ပါ okay အဲ့ဒီမှာမှာတော့ဘာလို့လိုချင်တာဆို departments name ကိုလိုချင်တာပါ DEPRD MENT departments name ပါ okay အဲ့မှာမှာတော့ဒါတိုင်းဆွဲကြည့်ပါမယ်ဆွဲထုတ်ကြည့်တဲ့အခါမှာမှာတော့ error တက်ပါတယ်ဘာကြောင့် error တက်တာလဲဆိုတာမှတစ်ခုပြောပြပါမယ်ဒီနေရာမှာမှာ select ထဲမှာ column တွေရှိပါတယ် column နှစ်ခုရှိပါတယ်ဒီဟာကတော့ group function ပါဟုတ်တယ်နော် group function အဲ့တော့ဒီ select ထဲမှာရှိနေတဲ့ column တွေအားလုံးက group by အောက်မှာရေးကိုရေးပေးရပါတယ် group by အောက်မှာမရေးလို့မရပါဘူးမှာတော့ DEPRD departments name ဒါဆိုရင်ဒီဘက်ကဟာတွေကို complaint တက်လို့ရပါတယ်ဒီဘက်ကဟာတွေကတော့ group function မှုလို့ group by အောင်မှာရေးစရာမလိုပါဘူးရိုးရိုး column တိတက်ရေးထားတဲ့ column တွေဆိုရင်တော့
ရေးကိုရေးရပါတယ် okay မတို့အဲ့ဆိုရပါ okay configure ဆိုတာကဒီနေရာဘယ် departments ကိုပြောရလဲဆိုတော့ဖြစ်ဖြစ်ပါ e.department id ဒီဟာတော့ departments နဲ့ရတော့ရေးစရာမလိုပါဘူး departments နှစ်ခုdepartments table ထဲမှာလည်း department id ရှိနေတယ် department employees table ထဲမှာလည်း department ရှိနေတယ်အဲ့ဒါကြောင့်ဘယ်ဟာကိုဆက်ထုတ်ရမှမသိလို့သူက column ambiguous ဆိုပြီးတက်တာပဲဒါကတော့ d.departments name ပါ oh my god ဒါဆိုရင်တရားလေးကိုတစ်ခါထပ်ပြအောင်မယ် ambiguous တွေပဲတက်နေတဲ့အတွက်column ambiguous တွေပဲတက်နေတဲ့အတွက် define d အမြင့် department id hr.departments d e.department id department id နော်အဲ့မှာတခုဒီဟာကိုမထည့်ပြင်ဒါခုနကတော့ ambiguous ဖြစ်နေတဲ့အကြောင်းအရာတွေပဲအဲ့ဒါပြနေလို့နော်ဒီဟာလေးကိုပြမယ်ဒီဟာလေးဖြတ်ပြီးတော့ပြမယ်ပြချင်တယ်အဲ့တော့ဆိုတက်မယ်အဲ့ဒါပြပါမယ်အဲ့ဒါဘာလဲဆိုလို့ချင်း not a group expression ဆိုပြီးတော့တက်ပါတယ်နော်အဲ့တော့အဲ့ဒီဟာလေးကိုပြန်ပြီးတော့မတို့ပြန်ထည့်လိုက်မယ်ဆိုရင်တော့ဘာမှတက်တော့ပါဘူးနော် okay ဒါဆိုရင်ညီမတို့သိလိမ့်မယ်လို့ထင်ပါတယ် finance department မှာဘယ်သူတွေကလာစားအများဆုံးလဲ maximum salary က12008ကျပ်တောင်ရှိပါတယ်နော် sum က5000ကျော်ပဲရှိတာဦးမှာတယောက်ထည့်ရ12000လုံးရပါတယ် okay မတို့ဒါဆိုရင် group by နဲ့ပတ်သက်ပြီးတော့ဒါလေးကိုရှင်းသွားပြီလို့အမှယူဆပါတယ်နောက်တစ်ခုအဲ့ဆိုဒါဒီနေရာမှာပဲထားလိုက်ပါတော့မယ်